မင်္ဂလာပါခင်ဗျာ SND မြန်မာ Traditional Martial Arts YouTube Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမင်္ဂလာရှိသောတနင်္လာနေ့ရဲ့ညနေခင်းအချိန်ခါလေးဖြစ်ပါစီခင်ဗျာဒီနေ့မှာတော့ဒီဇင်ဘာရဲ့အစောဦးဆုံးနေ့လေးလည်းဖြစ်ပါတယ်ဒီဇင်ဘာလဆိုတာကျွန်တော်တို့လူထုအားကစားလတစ်လဆိုလည်းမမှားပါဘူးဒီကာလမှာအားကစားလုပ်ရတာအင်မတန်မှအရသာရှိပါတယ်ဒါကြောင့်ညီညီမတွေအနေနဲ့ကိုသင်ထားတဲ့ပညာလေးတွေကိုလေးလာထားတဲ့ပညာလေးတွေဒီဆောင်းတွင်ဒီဇင်ဘာအစမှာကျွန်တော်တို့ပညာကန်းလေးတွေနဲ့နှွေးနှွေးထွေးထွေးနေစေချင်ပါတယ်ခင်ဗျာကိုလည်းလှုပ်ရှားအားကစားလေးတွေလုပ်ရင်းနဲ့ကစားကြမယ်ကျွန်တော်တို့ martial ဆိုတာကဒီဘက်နောက်ပိုင်းခေတ်တွေမှာဆိုရင်ကျွန်တော်တို့တွေဟာတိုက်ခိုက်ရေးပညာတစ်ခုအပြင်ကိုကျွန်တော်တို့တွေအားလုံး sport အားကစားတွေနဲ့လည်းတွာလာပြီဖြစ်တယ်။ကျန်းမာရေးအားကစားတွေဖြစ်လည်းတွာလာကြပြီဖြစ်တယ်။ဒါကြောင့်မို့ညီညီမတွေအနေနဲ့ကိုတင်ထားကိုတည်ထားတဲ့ပညာကန်းလေးတွေကိုကျန်းမာရေးအားကစားတွေနဲ့အမြဲတမ်းကိုလက်လှုပ်ရှားလုပ်ကြပါကျန်းကျန်းမာမာနေကြပါနှွေးနှွေးထွေးထွေးနေကြပါလို့ဒီနေ့ကနေအခုကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။ပြီးခဲ့တဲ့26ရက်နေ့သင်ခန်းစာဖိုင်မှာ comment အောင်တစ်ခုရေးခဲ့တာတစ်ခုတရား comment မှာလာပြီးတယ်ပေါ့နော်ဒီကျွန်တော်တို့ဒီပညာကန်းတွေဟာလူသက်ပညာလို့ပြောကြတယ်ပေါ့နော်တကယ်တော့ကျွန်တော်လူသက်ပညာလို့ခေါင်းစဉ်မတက်ချင်ပါဘူးခင်ဗျာမှန်ပါတယ်ကျွန်တော်တို့တိုင်းပညာဆိုတာကတော့ရန်သူနဲ့တကယ်တိုက်ကြပြီဆိုရင်တော့အပြတ်ဖြုတ်ကြတာများပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့ဟာကျမကြီးကျွန်တော်ရှေ့မှာလည်း video file တွေအများကြီးလုပ်ခဲ့ပါတယ်ကျွန်တော်ပြောခဲ့ဘူးပါတယ်ကျွန်တော်ဟာကျမကြီးအားကစားတင်တန်းသွားနေတာဖြစ်တယ်ကျွန်တော်တို့ရဲ့ရိုးရာအမွေနှစ်တွေအားလုံးကိုကျွန်တော်တို့လူမျိုးကျွန်တော်တို့နိုင်ငံသားတွေအားလုံးရဲ့လက်ထဲမှာတီးမိခောက်မှုရှိအောင်ကျွန်တော်ပညာဒါနသင်ခန်းစာပို့ချပေးတာဖြစ်ပါတယ်เนาะညီတွေညီမတွေကျွန်တော်မြမတိုင်းဟာတကယ်တမ်းတော့ရန်လိုတဲ့ပညာမဟုတ်ပါဘူးခင်ဗျာရန်ဖြိုတဲ့ပညာဖြစ်ပါတယ်เนาะဒါလည်းထက်ကြီးတက်လည်းပြောခဲ့ပြီးပါပြီเนาะညီကိုတို့သိစေချင်လို့ပါခင်ဗျာကျွန်တော်တို့ဒီပညာခန်းတွေဟာဥပမာမြမတိုင်းမှာဆိုရင်ကျွန်တော်တို့ဟာရှောင်းတိန်ကွဲကာခုခံတိုက်ခိုက်ဆိုတဲ့ပုံစံမျိုးရှိတယ်ခင်ဗျာအများဆုံးအဖြစ်ပထမဦးဆုံးကကျွန်တော်တို့ရှောင်လို့ရရင်ရှောင်မယ်တင်းလို့ရရင်တင်းမယ်ကွဲမယ်ကာမယ်အဲ့ဒါပြီးပြီဆိုမှခုခံမယ်အဆင့်ပဲရှိပါသေးတယ်เนาะကျွန်တော်တို့တိုက်ခိုက်မယ်ဆိုတာတောင်မှတိုက်နဲ့ခိုက်နိုင်ကမတူဘူးเนาะတိုက်တယ်ဆိုတော့သူ့ကိုပြန်ပြီးတော့တိုက်တယ်ဖြစ်တယ်ဒါပေမဲ့ခိုက်ဆိုတော့သူ့ကိုထိခိုက်အောင်လုပ်တော့မယ်ဆိုတဲ့အဆင့်ဖြစ်ပါတယ်ဒီအဆင့်ကနောက်ဆုံးမှာထားတာဖြစ်တယ်တိုက်ခိုက်တယ်ဆိုဒါကြောင့်မို့ကျွန်တော်ပြောနေကျွန်တော်ကိုအဲ့ဒီ comment မှာလာပေးတဲ့ညီကိုတယောက်ကိုကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီလူသက်ပညာလို့ခေါင်းစဉ်မတက်ဖိနဲ့ကျွန်တော်တို့ဟာရိုးရအမွေနဲ့ရိုးရပညာခန်းတွေလို့ကျွန်တော်တို့ခေါင်းစဉ်တက်ရင်ပို့ပြီးတော့ကောင်းမယ်ထင်တယ်ခင်ဗျာကျွန်တော်တို့ဟာကျမ်းမာရေးအားကစားသင်တန်းသွားနေရဖြစ်တဲ့ကျွန်တော်ပညာဒါနသင်ခန်းစာလေးတွေပို့ချပေးတာကျွန်တော်တို့နိုင်ငံသားကျွန်တော်တို့လူမျိုးတွေအားလုံးကျွန်တော်တို့နိုင်ငံမှာပေါက်ဖွားခဲ့တဲ့ရိုးရပညာရက်တွေအားလုံးကိုတီးမိခေါင်းမိစေခြင်းနဲ့စန္ဒာလေးနဲ့ကျွန်တော်လုပ်ပေးနေတာဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒါဆိုရင်ကျွန်တော်သွားနေတဲ့ပုံစံလေးကိုသဘောပေါက်မယ်လို့ပြောလင်းပါတယ်ကွန်မန့်မန့်နဲ့ညီလေးလည်းဒီ video file ကိုလာကြည့်မယ်ဆိုရင်တော့အဆင်ပြေပါစေကြောင်းကျွန်တော်စုံမကောင်းတောင်းပါတယ်ခင်ဗျာကျွန်တော်အခုရဲ့ comment ကိုစိတ်ထဲမှာရှိလို့ပြောပြတာမဟုတ်ပါဘူးเนาะဒါတိုက်ခိုက်ရေးပညာဆိုပေမဲ့ကျွန်တော်တို့ဒီဘက်ခက်21ရာစုဒီဘက်ခက်မှာဆိုရင်တော့ကျွန်တော်တို့ဟာစမ်းမာရေးအားကစားတွေနဲ့သွားနေကြပြီဆိုတာလည်းသိစေချင်လို့ပါခင်ဗျာနိုင်ငံတကာမှာလည်းဒီလိုသွားနေကြတာရှိပါတယ်เนาะအားလုံးကိုโอเคအဲ့ဆိုရင်ဒီနေ့သင်ခန်းစာစမယ်သင်ခန်းစာ20ခွန်ရောက်ပြီဖြစ်တယ်ညီညီမအခု9ခွက်ထဲမှာထည့်ပြီးတော့ကစားပြမယ်เนาะဒုတ်ချက်လေးဒီကျန်တဲ့ရက်တွေကတော့9ခွက်ထဲမှာပဲလှည့်တက်လှည့်စုပ်ကျွန်တော်တို့ခြေတက်ခြေတက်စုပ်အမျိုးလေးပြကြရင်အခုံလေးတွေနဲ့ကျွန်တော်တို့ကစားကြမယ်เนาะဒုတ်ခန်းကိုလည်းโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့သင်ခန်းစာစတင်လိုက်မယ်ခင်ဗျာအလေးပြုပါမယ်ညာစည်းကိုင်းသင်ကိုင်းမယ်เนาะညာစည်းကိုင်းကနေပြီးတော့ညာလိန်ကိုင်းသင်ပြောင်းမယ်လက်ပြောင်းညာလိန်ကိုင်းသင်ဒါလည်းပဲဒီလိန်နီးကလည်းတည်ပြီးသားဖြစ်ပါတယ်เนาะဆက်လိန်သာဖြစ်တယ်ရှေ့မှာတလိန်လိန်မယ်နောက်ကိုလိန်မယ်နောက်ကိုပြန်လိန်မယ်လို့ပေါ့ကျွန်တော်တော့ဖြည်းဖြည်းလေးပဲလုပ်ပြမယ်เนาะညာခြေတက်လိန်လှဲစုပ်လိန်လှဲစုပ်လိန်ဒုတ်ဖြားဆွေမောက်မွေခွေဟုတ်ပြီเนาะတကယ်လိန်ပြီဆိုရင်တော့အားနမှန်နဲ့လိန်ရမှာเนาะဝီနဲ့ဝီတန်ထအောင်လိန်ရမှာဖြစ်တယ်เนาะညီလေးညီမအဲ့ဒါပြီးတော့ရင်ဒုတ်ဖြားဆွေညာခြေတက်စီးရနောက်ကလာတဲ့ရန်သူတွေနောက်လှဲလိန်ဟုတ်ပြီเนาะအဲ့ဒါပြီးတော့ရင်ကျွန်တော်တို့ပတ်ဆွဲစုပ်ဟုတ်ပြီเนาะအဲ့ဒါပြီးနောက်ကလာတဲ့ရန်သူတွေနောက်လှဲလိန်ဒုတ်ဖြားဆွဲမောက်မွေစောက်ဒုတ်ဖြားဆွဲနောက်လင်းမောက်
ငွေခွေဟုတ်ပြီနော်ညီညီမတွေရလာမသိဘူးခင်ဗျာအဲ့ဒါပြီးရင်ကျွန်တော်တို့ပြန်ဆင်းတော့မယ်နော်ဒီတိုင်းလေးမှာပဲညာကြီးတက်လိန်လှဲစိုးလိန်ဒုတ်ဖျားဆွဲမမွေခွေဟုတ်ပြီနော်ညီညီဒုတ်ဖျားဆွဲတက်စီရိုက်နောက်ကလာတဲ့ရန်သူတို့နောက်လှဲလိန်ပြီးရင်ပတ်ဆွဲစုပ်နောက်ကလာတဲ့ရန်သူဆွဲနောက်လှဲလိန်ဒုတ်ဖျားဆွဲမမွေဆောက်ဒုတ်ဖျားဆွဲနောက်လှဲမမွေခွေလက်ပြောင်းဒုတ်ထော်တဲ့โอเคရမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာညီညီမတွေလွယ်လွယ်လေးပါနော်ဒါအကိုဖြည်းဖြည်းလေးလုပ်ပြတာနော်ပေါင်းဆက်တွဲဆက်ကစားပြရင်နော်ဝီဝီနဲ့နေအောင်ကစားရမယ်ညီညီမတွေကွင်းကျဲကွင်းပြင်ကျဲပါဆိုရင်ဒုတ်ချဟာဝီခေါ်နေအောင်ရဲရမယ်ကျွန်တော်တို့လိန်တဲ့ခါမှာကျွန်တော်တို့ကတင်ရိုးမှာလိန်ဒီလိုသင်္ကန်းစာမှာလိန်တဲ့ခါကျရင်ဟာကျွန်တော်တို့အောက်ကိုမြေပြင်ကိုဖွာနေအောင်ကိုလိန်လို့ရတယ်နော်ညီလိန်ချက်တွေကဒီမှာအောက်မှာရင်လိန်နာရဲလို့တော့မဟုတ်ဘူးเนาะညီလေးမဲ့ဒါကသင်္ကန်းစာအနေထားရသွားတာဖြစ်တယ်သူ့ရဲ့ခါလို့ဟာလဲလိန်လို့ရတယ်သူ့ရဲ့ဥကောင်းလို့ဟာလဲလှမ်းပြီးတော့လိန်ရိုက်လို့ရတယ်เนาะညီလေးညီမတွေဒါကိုသဘောပေါက်စေချင်တယ်ဒါတော့သင်္ကန်းစာထဲမှာဆိုတော့ကျွန်တော်တို့အမြဲတမ်းအောက်ကိုပဲလိန်ကြတာဖြစ်တယ်เนาะညီလေးအဲဆိုရင်ကိုဘေးလိုက်တစ်ခါကစားပြမယ်ခင်ဗျာဘေးလိုက်အပြန်လဲကြရင်တော့နည်းနည်းလေးတွက်ပြီးတော့ကစားပြမယ်เนาะပေါင်းဆက်ပြီးတော့လေးပြူပါမယ်လက်ပြောင်းကျွန်တော်တို့ညာလိန်ကန်သင်ကန်လိုက်မယ်ညာစီတက်လိန်လှဲစုပ်လိန်သုံးလိန်ကိုစက်တိုက်လိန်မယ်ညာစီတက်လိန်ဒုတ်ဖြားဆွဲမမွေခွေဟုတ်ပြီနော်ဒုတ်ဖြားဆွဲတက်စီရိုက်နောက်လှဲလိန်ပတ်ဆွဲစုပ်နောက်ကလာပြီလှဲလိန်ဒုတ်ဖြားဆွဲမမွေဆော့ဒုတ်ဖြားဆွဲမမွေခွေဟုတ်ပြီနော်ညီဒီမှာကျွန်တော်ပြန်ဆင်းတဲ့အခါမှာနည်းနည်းလေးပေါင်းပြီးတော့အမြင်မြန်လေးကစားကြည့်မယ်ကျွန်တော်လွတ်အောင်နည်းနည်းရှောက်ပေးမယ်တောက်ချက်တွေမလွတ်မှန်ဆိုလို့ပါဒုတ်ပြဆွဲမမွေခွေညာချီတက်စီရိုက်နောက်လဲလေပတ်ဆွဲဆုံးနောက်လဲလေမမွေစောက်ဒုတ်ပြဆွဲမမွေခွေလက်ပြောင်းဒုတ်ထောက်တဲ့โอเคဒါလေးပဲเนาะညီလေးညီမတွေလွယ်လွယ်လေးပါရှေ့ရဒုတ်ချက်တွေကိုစင်ဆိုင်မပြတ်လိုက်ပါလေ့ကျင့်ခဲ့မယ်ဆိုရင်เนาะအကိုကစားပြတဲ့အတိုင်းကိုကစားနေတဲ့အတိုင်းညီလေးညီမတွေလေ့ကျင့်တာပြေဝပြီဆိုရင်เนาะဒီဟာတွေထဲမှာကိုသင်ပေးခဲ့တဲ့2ကွက်3ကွက်5ကွက်6ကွက်9ကွက်12ကွက်เนาะအဲ့ဒါတွေကျွမ်းကျွမ်းကျင်ကျင်ကစားတတ်ပြီလို့အကောင်မျှော်လင့်ပါတယ်ဘာလို့နဲ့အကိုတို့တွေသင်ခန်းစာ20ခွန်ကျောင်းနေပြီ31 challenge လည်းပြီးကနေပြီအဲ့ဒါပြီးတော့နောက်လာမယ့်သင်ခန်းစာတွေကိုအခုစူးစမ်းပြီးတော့တင်ဆက်ပါအောင်မယ်ညီညီမတွေအားလုံးအတွက်တကယ်ဒီဇိုင်းမဲ့လိုက်ပါလေ့ကျင့်နေတဲ့ညီညီမတွေကိုရစေချင်တဲ့ဆန္ဒပါကျွန်တော်ရဲ့ဆန္ဒကတော့ရှင်းပါတယ်ကျွန်တော်တို့နိုင်ငံကထွက်တယ်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့မြန်မာမြေပေါ်မှာပေါက်ဖွားခဲ့တဲ့မြန်မာတိုင်းရင်းသားလူမျိုးအားလုံးပေါင်းစုံမှာရှိတဲ့ကျွန်တော်တို့မြန်မာတိုင်းရဲ့ခေါင်းစဉ်အောင်မှာကချင်ကရမွန်ဗမာရခိုင်ရှမ်းချင်းစတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ရိုးရာအမွေနဲ့ပညာရက်တွေကဘယ်ပညာရက်မဆိုကျွန်တော်တို့မြန်မာလူမျိုးတွေတီးမိခေါက်မိသိတတ်ရင်ကျွန်တော်ကကျေနပ်ပါပြီဘာလို့လဲဆိုတော့ဒါဟာကျွန်တော်တို့နိုင်ငံရဲ့ရိုးရာအမွေနည်းဖြစ်တယ်ကျွန်တော်တို့လူမျိုးတွေရဲ့ရိုးရာအမွေနည်းဖြစ်တယ်ကျွန်တော်တို့ကမ္ဘာပေါ်မှာကိုယ်ပိုင်တိုက်ခိုက်ရေးပညာရှိတယ်ဆိုတဲ့နိုင်ငံကအရန်ရှားပါတယ်နော်လက်ချိုးရည်ရင်တော့ရည်လို့ရပါတယ်ဒါဟာကျွန်တော်တို့နိုင်ငံရဲ့ကိုယ်ပိုင်တိုက်ခိုက်ရေးပညာဖြစ်ပါတယ်ကျွန်တော်တို့လူမျိုးကျွန်တော်တို့နိုင်ငံရဲ့ကိုယ်ပိုင်တိုက်ခိုက်ရေးပညာရှိခဲ့ရှေးရခင်ကဘယင်မင်းများလက်ထက်ကတည်းကအစစ်စစ်လက်ဆင့်ခံတည်ယူခဲ့ကြဖြစ်တယ်ကျွန်တော်တို့ကိုလိုနီလက်ထက်တွေမှာတောင်မှကျွန်တော်တို့တွေဟာသွယ်ဝိုက်တဲ့နီးတွေကျွန်တော်တို့သိုးဝက်တဲ့နီးတွေနဲ့တင်ယူလက်ဆင့်ခံခဲ့တာဖြစ်တယ်ဒီဘက်ခေတ်ကျွန်တော်တို့ရောက်လာပြီဆိုတော့ကျွန်တော်တို့ရဲ့တက်နိုင်တဲ့လောက်ကျွန်တော်တို့နိုင်ငံကလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကိုကျွန်တော်တို့နိုင်ငံသားတိုင်းလေ့လာခွင့်ရအောင်ဆိုတဲ့အနေနဲ့ကျွန်တော်ပညာဒါနသင်ခန်းစာလေးမျှဝေပေးတာဖြစ်ပါတယ်ဒီပညာဒါနသင်ခန်းစာတင်လုံလောက်ပြီဆိုရင်တော့သင်တန်းတွေတက်စရာမလိုပါဘူးတကယ်လို့ညီတွေညီမတွေဘက်ကဒီပညာကနေတဲ့နောက်တဲ့နက်နဲခက်ခဲတဲ့ပညာရက်တွေအများကြီးကြံပါသေးတယ်အကိုပညာပေးတယ်ဆိုတာကဒီပညာဒါနပေးလို့ရတဲ့ပုံစံလေးတွေပဲကျွန်တော်ပေးတာဖြစ်တယ်
နောက်ထပ်ပညာတွေအများကြီးကြံပါသေးတယ်နော်ညီတဲ့ညီမတွေဒီတဲ့လှုပ်ဝက်နေတဲ့ပညာတွေအများကြီးရှိတယ်ညီညီမတွေဘက်ကဒါကိုလက်ဆင့်ကထိသိခြင်းနေဆိုရင်ညီတဲ့ညီမတွေဘက်ကလည်းနီးစပ်ရကိုမျိုးနဲ့ကိုရက်ရွာမှာရှိတဲ့နီးစပ်ရဆရာကြီးများထံတွင်နီးနာခံယူပြီးသင်ရကိုကြပါလို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးနဲ့တိုက်တွန်းပြရစီခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ချစ်ခင်လေးစားလက်ပါလာမယ်သင်ခန်းစာလာမယ့်ဗီဒီယိုမှာကျွန်တော်တို့ဘယ်လိုသင်ခန်းစာတွေနဲ့လာမယ်ဆိုတော့စောင့်မျှော်အားပေးကြပါဦးเนาะညီတွေညီမတွေအားလုံးအခုသင်ကြားပို့ချပေးနေတဲ့ဒီပညာခန်းတွေကိုလည်းမိခုခံကာကွယ်ရတဲ့တော့၎င်းအမျိုးဘာသာသာနာကိုကာကွယ်ဆောက်ရှောက်သောနေရာများ၌သာအသုံးပြုကြပါခင်ဗျာမကောင်းမှုဒုစရိုက်နယ်ပင်များတွင်ပြန်လည်အသုံးချခြင်းမလုပ်ကြဖို့ကျွန်တော်နှူးညွန့်မြတ်တာရက်ခံပါတယ်ခင်ဗျာကျွန်တော်သင်ကြားပို့ချနေတဲ့ဒီဗီဒီယိုဖိုင်တွေကိုလည်းတခြား social media တွေမှာပြန်လည်တင်ပြချက်မလုပ်ဖို့ကိုလည်းအနှူးညွန့်မြတ်တာရက်ခံပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ